ယခုအဖွဲ့အစည်းရဲ့နှစ်40မြောက်မွေးနေ့ဖြစ်ပါသောကြောင့်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွာဘုန်းတော်ဝင်စားနှင့်ပြီးဖြစ်သောကျွန်တော်ရဲ့ခေါင်းဆောင်ကြီးသိက္ခာရိယဆရာကြီးဒေါက်တာဒေးဗစ်ယိုမိုးကိုဂုဏ်ပြုသောအဖြစ်တပည့်သားမင်းများကပင်ခရာတပ်ဖွဲ့နဲ့အတူခြိတက်ဂါရဝပြုမဲ့အစီအစဉ်ဖြစ်ပါတယ်ဓမ္မမိတ်ဆွေများကျေးဇူးပြုမတ်တရလျက်ဂုဏ်ပြုပေးဖို့ရန်ကချင်တိုင်းသားဝစ်စုံကိုဝစ်လျက်ခြိတက်လာတဲ့ကလေးငယ်များကတော့ကျွန်တော်တို့ MYC ရဲ့အမတ်တစိမ့်ဖြစ်သော logo ကိုကင်ဆောင်လျက်ခြိတက်လာခြင်းဖြစ်ပါတယ်ကယားတိုင်းသားဝစ်စုံကိုဝစ်ဆင်လျက်ဆိုင်းဘုတ်ကင်ဆောင်ရင်းခြိတက်လာသောကလေးသူငယ်များကတော့ဝိစေဝါလူငယ်အခြေဆိုင်တာပြုပြင်လုပ်ငန်းကိုကိုစားပြုပါတယ်။လီဆူတိုင်းသားဝစ်စုံကိုဝစ်ဆင်ပြည့်ခြိတက်လာသောကလေးသူငယ်များကတော့မိဘမဲ့ကလေးသူငယ်များပြုစုပြုထောင်ခြင်းလုပ်ငန်းကိုကိုစားပြုပါတယ်။ကယားတိုင်းသားဝစ်စုံကိုဝစ်ဆင်ပြီးတော့မှခြိတက်လာတဲ့ကလေးသူငယ်များကတော့အနာကြီးသာသနာအေဂီလီမှုလုပ်ငန်းကိုကိုစားပြုပါတယ်။ကရင်တိုင်းသားဝစ်စုံကိုဝစ်ဆင်ပြီးခြိတက်လာတဲ့ကလေးသူငယ်များကတော့အသင်းတော်စိုက်ပျိုးခြင်းကိုကိုစားပြုပါတယ်။ရခိုင်တိုင်းသားဝစ်စုံကိုဝစ်ဆင်ပြီးခြိတက်လာတဲ့ကလေးသူငယ်များကတော့ဓမ္မကောလိပ်ကိုကိုစားပြုပါတယ်။လာဟုဝစ်စုံကိုဝစ်ဆင်ပြီးခြိတက်လာတော့သူများကတော့ဓမ္မကောလိပ်နဲ့အတူတေဂီတာလုပ်ငန်းကိုကိုစားပြုပါတယ်။နောက်ပိတ်ဆုံးခြိတက်လာတဲ့ချင်းမျိုးသားဝစ်စုံကိုဝစ်ဆင်ထားတဲ့ကလေးသူငယ်များကတော့တက်ကြီးရွယ်အိုပြုစုဆောက်ရှောက်ခြင်းအမှုရာလုပ်ငန်းကိုကိုစားပြုခြင်းဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ MYC ရဲ့ Music Ministry မှာပထမဦးဆုံးဂီတမှုအနေနဲ့ပါဝင်ဆက်ကပ်အသုံးတော်ခံသွားတော့ဆရာတင်အောင်လွင်နဲ့အဖွဲ့ကနေပြီးတော့မှခရိယန်စစ်တီလို့အမည်ရတဲ့MYC theme song ကိုဂုဏ်ပြုသောအဖြစ်တီဆိုချီးမွမ်းသွားမှာဖြစ်ပါတယ်အတူတကွနားဆင်ခွန်အားယူအောင် Hello အားလုံးပဲမင်္ဂလာပါအခုဘန်ကရတီဝိုင်းရတီးမှုလာတဲ့တချင်းလေးဟာကျွန်တော်တို့ MYC ရဲ့ theme song ဖြစ်ပါတယ်လို့ကျွန်တော်တို့လွန်ခဲ့သောနှစ်40က series album လေးစထုတ်တဲ့အချိန်မှာပထမအဦးဆုံးအခွေရဲ့series title တခြင်းလည်းဖြစ်ပါတယ်ခရိယန်စစ်တီများဆိုတဲ့တခြင်းမှာဒီစစ်တီတွေကတော့ဓာလန်လေးများလက်နက်တွေကင်ပြီးတိုက်တဲ့စစ်တီမျိုးမဟုတ်ဘူးမေတ္တာလက်နက်ကိုကင်ပြီးတော့တိုက်ပွဲဝင်မယ်ဆိုတဲ့ဆောင်ပုဒ်နဲ့အညီပေါ့သမာကျမ်းစာမှာပါတဲ့အတိုင်းအေဘက်ဩဝါစာခန်းကြီး6အငယ်7နှစ်တိုင်းနှုတ်ကပတ်တော်ဓာတ်ကိုကင်မယ်ယုံကြည်ခြင်းဒိုင်းလွှားနဲ့သစ္စာကပန်းကိုစီးပြီးတော့ကျွန်တော်တို့လူငယ်ဖွဲ့လေးဟာသခင်ခရစ်တော်ရဲ့မြတ်တာကိုပေါ်လွင်အောင်ကျွန်တော်တို့တွေကြိုးစားကြမယ်ဆိုပြီးတော့မေတ္တာစစ်တီတော်များပဲဖြစ်ပါတယ်လို့တခြားအိပ်ပဲမဟုတ်ပါဘူးဒါကြောင့် spiritual battle ဝိညာဉ်ရေးတိုက်ပွဲအနေနဲ့ကျွန်တော်တို့နှစ်ပေါင်း40တိုင်တဲ့အခါမှာအခုများစွာအစည်းပွင့်နေတီးပွင့်ခဲ့ပြီမျက်ရည်ကျနေတဲ့လူတွေရဲ့မျက်ရည်ကိုတိုးလက်နဲ့သုတ်ပေးမယ်။စာမှုနေတဲ့လူတွေကိုကိုယ့်အထက်ကတဝက်ဝေမျှမယ်။အဝတ်ချီးသီးရှိသောသူကိုကိုယ့်ဝတ်စုံနှစ်ခုတည်းတစ်ခုပေးမယ်ဆိုတဲ့
ရွယ်ချက်ရင်ခွင်မဲ့နေတဲ့ကလေးသူငယ်တွေကိုကျွန်တော်တို့တတ်နိုင်တယ်လို့ခိုးလုံရအရေးပေးမယ်ဥတီချက်ပြောင်းနေတဲ့လူငယ်တွေကိုအနာဂတ်စမာချမ်းသာအဖြစ်အတိတ်ပဲရှိသောဘဝတစ်ခုအသက်ရှင်နိုင်အောင်လို့ကြိုးစားကြမယ်ဆိုတဲ့ဆောင်မုတ်ကလေးနဲ့ကျွန်တော်တို့ခြေတက်လာခဲ့တာခုနေ့40ရောက်ခဲ့ပါပြီပထမဦးဆုံးဆရာကြီးကတော့အခုမရှိတော့ပေမဲ့ကျွန်တော်ကတော့ကြံသေးတယ်အဲ့အတွက်မေတ္တာဝန်တာအနေနဲ့ကျွန်တော်တို့ပထမဦးဆုံးဒီသချင်းလေးကိုအမတ်တရပြန်ဆိုခြင်းတဲ့အတွက် group အနေနဲ့ကျွန်တော်ဆိုဖို့ကနဦးကာလမှာပါဝင်ခဲ့တဲ့ညီကိုမောင်နှမများသက်ရှိထင်ရှားကြံသေးတဲ့လူများအားလုံးကြွားကြပါလို့ကျွန်တော်လည်းအတူတူကဆိုရအောင်အခု MYC ကတတိယမျိုးဆက်ဖြစ်သွားပါပြီလို့အဲ့တော့ကျွန်တော်တို့ကနဦးကာလမှာပါဝင်ခဲ့ကြဘူးတဲ့ညီကိုမောင်နှမများရဲ့ဒုတိယမျိုးဆက်ကတော့အခုဆရာကြီးနဲ့သားနဲ့သမီးကဆက်လက်ဦးဆောင်နေပါတယ်တတိယမျိုးဆက်ကအစဉ်စဉ်ဖြစ်နေပါပြီလူတွေသာလဲသွားမယ်ယေရှုရဲ့မေတ္တာအလံဟာမလဲဘူးဒီလောကကြီးမှာဆက်ရှိမယ်ဆိုတဲ့သဘောပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်မိသားအဖြစ်ပါဝင်ခဲ့တဲ့ Salvation Army က Wind Instrument ဘန်ကိုလည်းအဖွဲ့ကိုစားကျေးဇူးအထူးတင်ကြောင်းပြောလိုပါတယ်။ဘန်ကရတပ်ဖွဲ့ပြန်လဲချီတက်နိုင်ပါပြီ။လူရဲ့အုံနောက်ကဘယ်လိုမှစဉ်းစားလို့မရတဲ့လူတွေအတွက်ဖျားသခင်ပြင်ဆင်ထားတဲ့နေရာတနေရာရှိပါတယ်။တခြင်းလေးအပြင်ပြောပြလိုပါတယ်
မျောလင်းခြင်းမရှိခဲ့သောလောကီသားတို့ဝမ်းနဲ့ငိုကြွေးကြတော်လဲယေရှုကိုယုံကြည်သူဝမ်းမြောက်စေမည်ထက်ကောင်းကင်နိုင်ငံတော်တွင်ဝမ်းနဲ့ခြင်းတောကားကင်သေခြင်းတရားဆိုခြင်းကင်မေကဟာဝရာအသက်ရှင်နေရမည်မျောလင်းခြင်းမရှိခဲ့သောလောကီသားတို့ဝမ်းနဲ့ငိုကြွေးကြတော်လေယေရှုကိုယုံကြည်သူဝမ်းမြောက်စေမည်ထက်ကောင်းကင်နိုင်ငံတော်တွင်ဝမ်းနဲ့ခြင်းတော့ကားကင်သေခြင်းတရားဆိုခြင်းကင်မေဟာဝရာအသက်ရှင်နေရမည်လောကတိုင်းနေစဉ်ကြိုးစားရရှာဖွေမိမိအသက်ကယ်တင်ရှင်ကိုဒါမလုံးမဝတွေ့သက်ရှင်ရသည်တွေကောင်းကင်တော်သာဖြစ်နေရလေမည်ယေရှုရင်ခွင်တော်မြတ်နာမျောလင်းခြင်းမရှိခဲ့သောလောကီသားတို့ဝမ်းနဲ့ငိုကြွေးကြတော်လေယေရှုကိုယုံကြည်သူဝမ်းမြောက်စေမည်ထက်ကောင်းကင်နိုင်ငံတော်တွင်ဝမ်းနဲ့ခြင်းတော့ကားကင်သေခြင်းတရားဆိုခြင်းကင်မေကဟာဝရာအသက်ရှင်နေရမည်လောကတိုင်းနေစဉ်ကြိုးစားရရှာဖွေမိမိအသက်ကယ်တင်ရှင်ကိုသည်တွေကောင်းကင်တော်သာဖြစ်နေရလေမည်ယေရှုရင်ခွင်တော်မြတ်နာယေရှုရင်ခွင်တော်မြတ်နာနေရလေမည်ယေရှုရင်ခွင်တော်မြတ်ရှင်တဲ့ယေရှုရင်ခွင်တော်မြတ်နာအယောက်စတန်ပြခြင်းကောင်းကြီးပြပါစေ